တောရွာလေးတရွာမှာမောင်ထွေးဆိုတဲ့မူဆိုးတယောက်ရှိတယ်သူကအခြားမူဆိုးတွေလို့စက်တော်ဝက်ယုံတွေကိုမလိုက်ဘူးသူလိုက်တာကဝါပိုးကောင်တွေကိုပဲဒီနေ့တော့ဝါပိုးကြီးတစ်ကောင်ကိုပြရမယ်မောင်ထွေးဟာလေးများကိုယူပြီးဝါတော်တဲ့ကိုဝင်သွားတယ်ဝါပင်တွေကြားမှာနေရောင်ကြီးလေးတွေဖြာကျနေတယ်ဝါယွန်းတစ်ခုပေါ်မှာဝါပိုးကောင်လေးနားနေတာကိုသူတွေ့လိုက်တယ်မောင်ထွေးလေးကိုချိန်ရွယ်ပြီးပြီးလိုက်တယ်ဒါပေမဲ့ညားကမမှန်ဘူးဝါပိုးကောင်လေးလက်ပြီးပြင်သွားတယ်ဟေးမလွတ်ဘူးမောင်ထွေးနောက်ကိုအပြေးလိုက်သွားတယ်တော့တဲ့ကိုနဲ့လာတဲ့အချိန်မှာရုတ်တရက်ခြုံလေးကနေကြားကြီးတစ်ကောင်ခုန်ထွက်လာတယ် ကြားကြီးကဟိမ့်ဟိမ့်ကြီးရင်ချင့်ကပ်လာတယ်မောင်ထွေးမျက်လုံးတွေပြူးကျသွားတယ်မျက်နှာပေါ်မှာချွေးစေးတွေပြန်လာတယ်နှက်ခမ်းတွေတုံရင်သွားတယ်ကြားကြီးရဲ့အရိပ်ကသူ့ကိုလွှမ်းမိုးနေတယ်ကြားကြီးရဲ့သွားတွေကိုရှင်းရှင်းလင်းလင်းမြင်နေရတယ်မောင်ထွေးလက်ထဲကလေးများနဲ့ကြားကြီးကိုအလင်းစလိုပစ်လိုက်တယ်နားကကြားကြီးကိုမှန်တယ်နားကတစ်တစ်မှသွားမှန်တယ်ကြားကြီးကပိုးပြီးဒေါသထွက်သွားပြီးကျေလောင်စွာဟိမ့်လိုက်တယ်မောင်ထွေးစီခုံအုပ်လာတော့မယ်မောင်ထွေးမျက်လုံးပိတ်လိုက်မိတယ်ဒီအချိန်မှာပဲဝါပိုးကောင်လေးကကြားကြီးရဲ့မျက်လုံးအလယ်ကိုအရှိန်ပြင်းစွာဝင်ဆောင်လိုက်တယ်ကြားကြီးမျက်လုံးနာသွားပြီးအော်ဟေရင်နောက်ပြန်ဆင်းသွားတယ်မျက်လုံးကိုပုတ်တက်နေရင်တောထဲကိုပြေးသွားတယ်မောင်ထွေးမျက်လုံးပြန်ဖွင့်လိုက်တယ်ဝါပိုးကောင်လေးကသူ့ရှိမှပြန်ဝဲနေတယ်မောင်ထွေးအခွင့်ကောင်းယူပြီးရွာစီကိုချက်ချင်းထပြေးတယ်မောင်မဲတဲ့တောအုပ်ထဲကနေနေရောင်လင်းနေတဲ့ရွာလန်းစီပြေးထွက်လာတယ်အိမ်ရောက်တော့မောင်ထွေးလက်ကြည့်လိုက်တယ်သူ့ပခုံးပေါ်မှာဝါပိုးကောင်လေးနားနေတာကိုတွေးလိုက်ရတယ်မောင်ထွေးဝမ်းသာစွာပြုံးလိုက်မိတယ်လက်ချောင်းလေးနဲ့ဝါပိုးကောင်လေးကိုမြင်သာစွာပုတ်တက်ပေးလိုက်တယ်အဲ့ဒီနေ့ကစပြီးမောင်ထွေးဟာဝါပိုးကောင်လေးကိုဘယ်တော့မှမဖြစ်တော့ဘူးသူ့အသက်ကိုကယ်တင်ခဲ့တဲ့ဝါပိုးကောင်လေးကိုလည်းအိမ်မှာဂယုတစိုက်ကျွေးမွေးပြုစုထားတယ်သင်ခန်းစာအရာရာတိုင်းမှာသူ့အားနည်းချက်အားသာချက်ဆိုတာရှိတယ်အကောင်သေးတိုင်းအထင်မသေးရဘူးအကောင်ကြီးတိုင်းလည်းအထင်မကြီးရဘူးငါကတတဝါတွေအကြောင်းပြောနေတာမဟုတ်ဘူးမင်းတို့ဘယ်လိုထင်လဲ